ရွာလေးတစ်ရွာမှာနေဝင်ချိန်လေးအရန်လှပတယ်စိမ့်လန်းနဲ့လယ်ကွင်းတွေတောင်ကုန်းလေးတွေရှိတယ်ကလေးတွေလမ်းပေါ်မှာပြေးပြီးကစားနေကြတယ်အဲ့ဒီရွာမှာကိုကြီးဆိုတဲ့ကလေးလေးတစ်ယောက်ရှိတယ်ကိုကြီးကအသက်12ပဲရှိသေးတယ်။သပင်တိုတိုအဝတ်အစားရိုးရိုးလက်တွေဖုံတက်နေတယ်။သူ့လက်ထဲမှာဖိုးကပေးထားတဲ့ရွှေလဲအသေးလေးရှိတယ်။အဲ့ဒီလဲကတောက်ပပြီးအရန်လှပတယ်။ဒီလဲမှာလျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာကိုကြီးမသိသေးဘူး။ကိုကြီးရွာလန်းလျှောက်ရင်တစ်ပင်ကြီးတစ်ပင်အောက်မှာရက်တယ်။တစ်ပင်ကအရန်ကြီးတယ်။အရွက်တွေစိမ့်စိမ့်အရိပ်ကြီးရှိတယ်။ကိုကြီးရွှေလဲလေးကိုမျက်ပေါ်ချပြီးထိုင်လိုက်တယ်ရုတ်တရက်။တစ်ပင်ရဲ့အကိုင်းတွေလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လေမတိုက်ပဲနဲ့ကိုကြီးအံ့ဩသွားပြီးမျက်လုံးချက်ကြည့်တယ်ဟဲ့ဒီတစ်ပင်ကဘာလို့လှုပ်နေတာလဲလေးမမတိုက်ဘူးနော်ဆိုပြီးပြောလိုက်တယ်ရုတ်တရက်တစ်ပင်ကြီးကနူးညံ့တဲ့အတန်နဲ့ပြောတယ်ကိုကြီးမင်းရွှေလဲလေးယူလာခဲ့ပြီးမလားငါစီလာခဲ့ပါမင်းကိုပြချင်တာတစ်ခုရှိတယ်ရွှေလဲလေးကအလင်းရောင်ထွက်လာပြီးမော်ကဘာတစ်ခုပွင့်လာတယ်အလင်းဆက်လေးတွေပြန်ဝဲနေတယ်တစ်ပင်ကြီးရဲ့ဝိညာဉ်ကပညာရှင်လိုပေါ်လာတယ်ကိုကြီးရိုးသားမှုနဲ့ကြိုးစားမှုကအရေးကြီးဆုံးယတနာပဲတိလားအဲ့ဒါကိုမင်းတင်ယူရမယ်ဆိုပြီးတင်ပေးတယ်ကိုကြီးမော်တော်ထဲမှာစိန်ခေါ်မှုတစ်ခုရင်ဆိုင်ရတယ်ချော်လဲနိုင်တဲ့ຫນွေတရားတစ်ခုဖြည့်ရတယ်ရွှေလဲလေးကိုတင်းတင်းဆုပ်ကင်ထားတယ်တရိတ်ဆန်တငယ်ချင်းတွေအားပေးတယ်ကိုကြီးရေးရဲစူးစမ်းပါဆွဲရှိရင်အောင်မြင်မယ်ဆိုပြီးအားပေးကြတယ်ကိုကြီးဆွဲနဲ့ဖြတ်ကျော်နိုင်ခဲ့တယ်ကိုကြီးရွာကိုပြန်ရောက်လာတဲ့တစ်ပင်ကြီးအောက်မှာမိသားစုနဲ့တငယ်ချင်းတွေစုဝေးပြီးတင်ယူခဲ့တဲ့ပညာမျှဝေပေးတယ်ရွှေလဲလေးကနူးညံ့စွာတောက်ပတယ်အားလုံးပြုံးပြီးဖက်တွယ်ကြတယ်သင်ငန်းစာကျင်နာမှုနဲ့စူးစမ်းမှုကတကယ်ယတနာယူဆောင်လာတယ်ပျော်ရွှင်ပါစေဇလန်းလေးကတော့ဒီလောက်ပါပဲနားဆင်အားပေးခဲ့ကြသည့်အားလုံးကိုကျေးဇူးအထူးတင်ပါသည်